ရေခဲသက်တာတစ်လုံးဝယ်မယ်ဆိုလို့ရှိရင်အသစ်ဖြစ်ဖြစ်စက္ကန့်ဖြစ်ဖြစ်ကြည်နီးလေးကျွန်တော်တင်ပေးမယ်ရေခဲသက်တာဝယ်ဖို့တော့ကိုပြင်စရာမလိုကိုယ့်ကိုကြည့်လို့ရတယ်အလွယ်တကူကိုယ့်ကိုဝယ်လို့ရမယ်နီးလေးကျွန်တော်ပြပေးမယ်နော်ရေခဲသက်တာမှာအဓိက2မျိုးပဲလာမယ်ချိန်မာတိုက်ရယ်ဖန်တိုက်ရယ်ဒါရေခဲသက်တာကြီးကြီးသေးသေးဒီ2မျိုးပဲလာမယ်ကျန်တဲ့မျိုးစားတွေမလာဘူးကျွန်တော်ပြပေးမယ်ပထမဆုံးချိန်မာတိုက်ဒါကွိုင်တိုက်လို့လည်းခေါ်တယ်အလွယ်ဆိုလို့ရှိရင်ချိန်မာတိုက်နဲ့ဖန်တိုက်နဲ့ဘယ်နေရာတိတာလဲဆိုတော့ချိန်မာတိုက်ကဒီမှာအပေါ်ပဲဖြစ်ဖြစ်အောက်ပဲဖြစ်ဖြစ်အခဲကမ်းမှာသူကအပေါက်မပါဘူးလေပေါက်လေးတွေမပါဘူး။ကွိုင်နဲ့အထက်မှာပိုက်လိုင်းပါတယ်နော်အဓိကလေးပြပေးဒီပိုက်လိုင်းတွေကနေပြီးတော့ခဲပေးတာနော်ဒါကတော့အေးုံမဟုတ်ဘူးဒီကောင်ကတော့ခဲတဲ့အခန်းဒီကနေမှတစ်စင်ထပ်ပြီးတော့အောက်အေးကန်းကိုအေးလျှော့ပြီးတော့လာမယ်ဒါကအေးကန်းဒါကိုဒီလိုလုံးမျိုးကိုဒါလုံးဝအပေါက်မပါဘူးနော်အလုံးဝအပိတ်ဒီလိုလုံးမျိုးကိုဒါချိန်မာတိုက်လို့လည်းခေါ်တယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတော့အလွယ်တကူကွိုင်တိုက်လို့လည်းခေါ်တယ်ကျွန်တော်ဖန်တိုက်ပြပေးမယ်ပြီးရင်သူ့ရဲ့အားနည်းချက်အားသာချက်လေးတွေကျွန်တော်ရှင်းပြရမယ်နော်ဖန်တိုက်ကိုကျွန်တော်ပြရမယ်ဒါဖန်တိုက်ဒီလုံးလေးကအောက်အခဲအပေါ်အေးလုံးလုံးဝတိတာတာတစ်ချက်ကမှလေပေါက်လေးတွေပါတယ်အနိကပြပေးနော်ဟိုမှာလေပေါက်လေးတွေပါမယ်ဒီမှာလေပေါက်ပါမယ်ဒီမှာလေပေါက်ပါမယ်လေပေါက်လေးပါမယ်ဒါဆိုဖန်တိုက်နော်အားနည်းချက်အားသာချက်ကိုကျွန်တော်ပြီးရင်ရှင်းပြပေးမယ်ဒီမှာအောက်အခဲကန်းနော်အောက်အခဲကန်းအောက်မှာလေပေါက်လေးပြပေးဟိုမှာလေထွက်တဲ့အပေါက်လေးတွေပါတယ်မြင်ရလားမသိဘူးနော်လေထွက်တဲ့အပေါက်လေးပါတယ်ဒါဖန်တိုက်နဲ့ချိန်မာတိုက်ကိုခုလောက်ဆိုရင်ခွဲလို့ရသွားပြီလို့ကျွန်တော်ထင်တယ်သူ့ရဲ့အားနည်းချက်အားသာချက်ကိုကျွန်တော်ရှင်းပြရမယ်ချိန်မာတိုက်ကိုရင်ရှင်းပြရမယ်ဒီချိန်မာတိုက်ကကြတော့အေးခဲကြတယ်ခဲဖို့အတွက်ကိုနည်းနည်းလေးအချိန်ပေးရတယ်ဒါပေမဲ့သူ့ရဲ့အားသာချက်ကကြတော့ခဲပြီးသားပစ္စည်းတွေပြန်ပြော်ဖို့တော့ကိုတော်တော်လေးအချိန်လိုတယ်အဓိကဘာကောင်းလဲဆိုတော့မီးပြတ်တာများတယ်ဆိုလို့ရှိရင်အေးခဲပြီးသားဆိုလို့ရှိရင်ဒီထဲမှာရှိတဲ့အသားတွေအလုံးကခဲပြီးသားထပ်ပြီးတော့မီးပြတ်နေရင်တော့မှတော်တော်ကြာကြာလေးကိုခဲပြီးတယ်ဒီကောင်တွေကတကားဖွင့်ပိတ်နဲတယ်ဆိုလို့ရှိရင်အကြာကြီးခံတယ်ဖန်တိုက်ကြတော့သူနဲ့လုံးဝပြောင်းပြန်ကြတယ်သူကအေးခဲမြန်တယ်ပြီးတော့အသားငါးကိုအခုကြက်သားအမဲသားထည့်ထားမယ်ဆိုလို့ရှိရင်ရေခဲဒုနဲ့အသားဒီအထုပ်နဲ့မကတ်ဘူးပစ္စည်းကိုပဲအေးပေးတာသူကဘေးပတ်ဝန်းကျင်နဲ့မခဲဘူးမကတ်ဘူးအဲ့တော့ဒီဖန်တိုက်ကကျတော့အေးခဲမြန်တယ်ဒါပေမဲ့ခုနချိန်မာတိုက်လိုမျိုးအေးခဲကြာရှည်မခံဘူးဆိုရင်လည်းတရက်လောက်ကတော့အေးစေးရတယ်အဓိကတကားကိုလုံအောင်ပိတ်မယ်နော်အဓိကဒါရေခဲသက်တာအမျိုးအစား2မျိုးကိုကျွန်တော်ခွဲခြားပေးတာနောက်ထပ်ခွဲခြားလို့ရတဲ့နည်းတွေရှိသေးတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဆက်တင်ပေးပါမယ်ဒီလုံးလေးတွေလိုချင်တယ်ဆိုရင်ဒါရောင်းမှုကျွန်တော်တို့ရောင်းမဲ့လုံးလေးတွေပါဒီဘက်က higher ချိန်မာတိုက်ဒီဘက်ကရှက်မျိုးစားဖန်တိုက်ဒီလုံးလေးကအောက်အခဲကန်အပေါ်အေးကန်ဒီလုံးကအပေါ်အခဲကန်အောက်အေးကန်ဒီလုံးလေးလိုချင်တယ်ဆိုရင်ကျွန်တော်တို့စိုင်ဖုန်းနံပါတ်4200 420ခုနှစ်ကိုဖုန်းဆက်ပြီးဖြစ်စေဘိုင်ဘာနဲ့ဖြစ်စေဝယ်ယူအားပေးလို့ရပါတယ်ကိုရန်ကိုကြလာကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြောက်တကုံဘာတူးအိမ်ရဘေးချင်းကဘရင်အောင်လမ်းပေါ်49ရပ်ကွက်မှာကျွန်တော်ကေဆောင်လမ်းဆို2ရှိပါတယ်ကျွန်တော်ဒီလုံးနေမဟုတ်ပါဘူးကျွန်တော်မှရေခဲသက်တာတွေတော်တော်များများကြံပါသေးတယ်နောက်ဒီလိုအဲကိုလာလေးတွေရှိမယ်လိုအပ်တယ်ဆိုရင်ကျွန်တော်တို့ဆိုင်မှာလာပြီးအားပေးလို့ရပါတယ်ဖုန်းဆက်ပြီးတော့လည်းဝယ်လို့ရပါတယ်ရန်ကုန်မြို့တွင်းကိုကျွန်တော်တို့ညီရောက်ပို့ပေးပါတယ်နယ်သမားတွေကတော့ငွေကြိုလွှဲရပါတယ်ကျွန်တော်တို့ငွေလွှဲပြီး3ရက်အတွင်းကိုကားဂိတ်တင်ပေးပါတယ်ပစ္စည်းတိုင်းအတွက်ကိုအာမခံ6လပါပြီးသားပါတလားအတွင်းစင်မပြေကျော်တစ်လုံးလဲပေးပါတယ်6လအတွင်းကိုလက်ခအခမဲ့ပြင်ပေးပါတယ်ရန်ကုန်မြို့တွင်းကတော့ညီရောက်ငွေချေရပါတယ်ကျေးဇူးထူးပါ